မလေးစားတော့ဆိုရင်ကိုနိုင်ချက်စားရတာလဲကြိုက်တယ်ဒါပေမဲ့သူများချက်ကျွေးရတာကိုပိုကြိုက်တယ်ဒီယောဂကလည်းတော်တော်ဆိုးဆိုးတော့အိမ်မှာဆိုရင်စီစဉ်ပြုတ်မှတောင်ကြောက်ရတယ်ခုကတော့တထင်းမရိတ်ခါနဲ့လက်စွမ်းပြရတာဆိုတော့ဒီနေ့လဲနောက်ထပ်အသစ်ဆန်းလေးတစ်မျိုးထပ်လုပ်ကျွေးလိုက်ပါတယ်တော်တော်များများလည်းမေးကြလို့ဟင်းတွေထောင်းတွေအတုပ်တွေမှာထည့်ရင်မွေးလေးနဲ့ပိုစားလို့ကောင်းတဲ့ငရုတ်သီးစီမွေလှုပ်ဖြစ်တာလေးကိုလည်းတခါတည်းပြပေးလိုက်ပါတယ်မအောင်ဆုံးအနေနဲ့ခောက်ဆွဲပြုတ်ပါမယ်ရှင်။ပြောရင်တော့သူ့အနှစ်ကိုလည်းအစင်သင့်ဖြစ်အောင်ပြင်ထားလိုက်ပါမယ်။စက်ကြက်ရင်တော့ငရုတ်သီးလေးထည့်လို့ရပါတယ်60 kg ဒီဝေးချနိုင်သွားလို့ဒီနေ့ညတော့စားလိုက်ကြမယ်ဟဲ့ဆိုပြီးတယောက်တစ်ခုလှုပ်စားပစ်တာလေးပါရှင်။ဆွဲတွေကိုအနှစ်နဲ့သမအောင်နယ်ပြီးသွားပြီဆိုရင်တော့ mayonnaise လေးထည့်ပြီးထပ်ပြီးတော့နယ်ပြီးထားလိုက်ပါမယ်။ပြီးတော့ရင်တော့ corn cheese လုပ်ပါမယ်ရှင်။ကတ်အိုးထဲမှာပြုတ်ပြီးချွေထားတဲ့ပြောင်းမှုလေးထည့်ပြီး mozzarella cheese လေးဖြူပေးထားလိုက်ပါတယ်။ပြီးတော့ရင်တော့မီအေးနဲ့ cheese တွေအရေးပြောသွားတဲ့အထိတည်ပေးထားရမှာပါရှင်။ပြန်လေးပုံမွေးခြင်းပြောင်းမှုထည့်တဲ့နေရာမှာထောပတ်လေးထည့်ပြီးတော့အရင်ဆုံးကြော်ပေးလိုက်လေရပါတယ်နော်။မီအေးနဲ့တည်ထားတဲ့ corn cheese ကရပြီဆိုရင်တော့ ready made ချပါတီကို okay မှုတိုက်ပေးလိုက်ပါမယ်။ပြီးတော့ရင်တော့စောနဲ့ထားတဲ့ spicy ခောက်ဆွဲတွေကိုกินထားတဲ့ချပါတီပေါ်မှာတင်ပေးလိုက်ပါမယ်။ခောက်ဆွဲတွေပေါ်မှာခုနချက်ထားတဲ့ corn cheese ကိုလည်းတင်ပေးလိုက်ပါမယ်။ပြီးတော့ရင်တော့သစ္စာရှိမောင်နှံနေလို့ဘသူခွဲတို့မကွဲဆိုပြီးကတ်နေအောင်ကတ်ပေးထားလိုက်ရင်တော့စားလို့ရပါပြီရှင်။ဘာချက်နီးရလို့မှတော့မဟုတ်ဘူး။ဒါပေမဲ့လက်တဲ့ဇန်ပြီးတော့မှလှုပ်ရှားကြည့်တာပါရှင်။အားလို့ကတော့ရန်ကောင်းလို့လိုက်လှုပ်ရှားကြည့်လို့ရပါတယ်။သီးစီမွေးလုပ်ဖို့အတွက်ပထမဆုံးအနေနဲ့ငရုတ်သီးလိုမယ်။နန်းလော်လည်းထည့်ပါတယ်။ပြီးတော့ရင်တော့စားနှန်းငရုတ်ကောင်းထည့်ပြီးတော့တမအောင်မွေးပေးထားလိုက်ပါမယ်ရှင်။လုံးစင်သေးဖြစ်ပြီဆိုရင်တော့စီပူပူကိုလောင်းထည့်ပေးလိုက်ပါမယ်။စီပူပူကိုတစ်ဖက်ကထည့်နေရင်လည်းနောက်လည်းတစ်ဖက်ကမွေပေးမယ်ဆိုရင်ပိုကောင်းပါတယ်။အားတော့ဖုန်းကိုနောက်ထပ်လည်းတစ်ဖက်ကကင်ထားလို့ထည့်လိုက်မွေလိုက်ပဲလုပ်လိုက်ရပါတယ်ရှင်။ဒီမှာပစ္စည်းစုံနေဆိုရင်မာလာမုံတို့ဘာလို့ထည့်လို့ရပါတယ်။ဒီမှာကတော့ရှိတဲ့ပစ္စည်းလေးနဲ့ပဲကျမလှုပ်ရှားနေကြတိုင်းလုပ်ပြထားတာပါရှင်။ပြီးတော့ရင်တော့အေးခံပြီးဘူးတဲ့ထည့်သိမ်းထားလိုက်ရင်အချိန်ကြာကြီးထားစားလို့ရပါတယ်။ဟင်းချက်တဲ့နေရာတုတ်တဲ့နေရာတွေမှာတုံးလို့ရတယ်လို့ငရုတ်သီးစားတောင်းလဲလှုပ်ရှားလို့ရပါတယ်ရှင်။ကျေးဇူးပါရှင်။ Bye bye